다가 낸내로 욕디가 선호하면 아마 띄우 다음에 칸나 리베 챙비방 그냥이 유다의 팀 연자고 디제로 봐 루리하 딴두님양 무시래 루틴라 무시우 루틴라 대개로 ကောင်းမွန်တဲ့လူဖွဲ့စည်းတိုင်းဟာတန်းတူညီမျှမှုရှိဖို့အမြဲတမ်းစူးစမ်းနေကြတာပဲလေယောက်ျားနဲ့မိန်းမအမြဲတမ်းတန်းတူဖြစ်ရမယ်လို့အော်ဟစ်တောင်းဆိုနေကြတဲ့သူတွေလည်းရှိတာပဲအဲ့ဒီလိုတွေဖြစ်လာအောင်မိန်းကလေးတွေအတွက်အလုပ်ကိုင်းခွင်လန်းတွေပို့ပေးလာတယ်မိန်းကလေးတိတန့်ယထာတွေလှုပ်ပေးလာတယ်တခါလေးဆိုရင်မိသားစုဝင်စီရင်မှာနာမည်ဘသူအရင်ထည့်မလဲဆိုတာနဲ့မိန်းကလေးတွေငင်းကြခုန်ကြသေးတာမတန်ဆွမ်းသူတွေပေါ်ထားတဲ့လူတွေရဲ့အမြင်ကလည်းပြောင်းလာပြီလေခွဲခြားဆက်ဆံတယ်လို့မဖြစ်အောင်မတန်ဆွမ်းသူလို့မခေါ်ဘူးတော့အခုဆိုပြောနေကြတာပဲအခုခေတ်ကလေးတွေကိုဆိုရင်လေလူတိုင်းဟာအတူတူပဲမွေးဖွားလာတာလို့တင်ပြီးနေကြပြီဒါပေမဲ့အဲ့ဒါတကယ်ပဲမှန်လို့လားကျွန်တော်ကတော့တန်တရားရှိတယ်တကယ်လို့ယောက်ျားနဲ့မိန်းမမှာစွမ်းဆောင်ရည်ကြီးမတူရင်သူတို့လုံးဝမဲ့အခန်းကဏ္ဍတွေကလည်းကွဲပြားတင်တာပေါ့ဘလို့ပဲစကလုံးအလှလေးတွေတုံးပြီးခေါ်မတန်ဆွမ်းတဲ့သူကတော့မတန်ဆွမ်းတာပါပဲဘလောက်ပဲမျက်စိမိတ်နေနေအဲ့ဒီစကလုံးရဲ့အတိတ်ပဲပြောင်းမသွားဘူးလေဒါကြောင့်ကျွန်တော်အဖြေကတော့မရှိပါဘူးလူတွေကတန်းတူမညီမျှကြပါဘူးဆိုတာပဲလူသားဖြစ်လာပြီဆိုကြတဲ့တန်းတူမညီမျှတာပါလာပြီးသားပဲတန်းတူညီမျှမှုဆိုတာတကယ်မရှိတဲ့အရာပါဟိုးအရင်တော့လူကြီးမင်းတယောက်ပြောခဲ့ဘူးတာရှိတယ်ကောင်းကင်ဘုံကလူတယောက်ကိုနောက်လူရဲ့အထက်မှာဖြစ်ဖြစ်အောက်မှာဖြစ်ဖြစ်မဖန်တီးလူတိုင်းကမွေးစားမှာတော့တန်းတူပါပဲဒါပေမဲ့ဘာလို့ယာဒူးတွေအဆင့်တန်းတွေကွဲပြားသွားရတာလဲပြီးတော့ဆက်ပြောသေးတယ်အဲ့ဒီလိုကွဲပြားသွားအောင်ခမ ्या ကစာတင်ဖို့တင်ယူဖို့တိုက်တော့မှလားမတိုက်တော့ဘူးလားဆိုလိုတာကပညာရေးကပဲလူတွေကိုအဆင့်တန်းကွာခြားသွားစေတာအဲ့ဒီအချက်ကိုအရန်နမိတ်ကြီးတဲ့ကာကိုမွန်နိုဆူမေးဆိုတဲ့စာအုပ်ထဲမှာအတိအလင်းရေးထားတာပဲအခုက2015ခုနှစ်ခေတ်သစ်ကာလာကြီးရောက်နေပြီဆိုပေမဲ့ဒီတုံတင်ချက်တွေကဘာမှမပြောင်းလဲသေးဘူးအခြေအနေတွေကပိုပြီးတော့ရှုပ်ထွေးလာသေးတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကလူသားတွေလေအသက်ရှိတယ်စဉ်းစားတတ်တဲ့တတ္တဝါတွေပေါ့လူတွေကတန်းတူမညီမျှဘူးလို့ရိုးရိုးလေးသတ်မှတ်လိုက်ပြီးတော့ဗီဇအတိုင်းပဲဖြစ်တယ်လို့ရှင်းသန်သွားဖို့ကတော့မဟုတ်သေးဘူးလို့ထင်တာပဲတနည်းပြောရရင်တန်းတူညီမျှမှုဆိုတာလိန်ညာမှုတစ်ခုဖြစ်နေပေမဲ့ကျွန်တော်တို့ကမညီမျှမှုကိုလည်းလက်မခံနိုင်ကြပြန်ဘူးအဲ့ဒါကြောင့်အခုကျွန်တော်ကလူသားတွေရဲ့ထာဝရမိဂုံးအတွက်အဖြစ်အသစ်တစ်ခုကိုရှာဖို့ကြိုးစားနေတာဟေးခမရအခုဒီစာကိုဖတ်နေတယ်ခမရရောအနာဂတ်အတွက်အလေးနဲ့စဉ်းစားဘူးလားအထက်တန်းကျောင်းတွေတက္ကသိုလ်တွေတက်နေရတဲ့ရည်ရွယ်ချက်ကိုတွေးဘူးလားအခုကအနာဂတ်ကဝီဝါးနေတယ်လို့ဖြစ်နေပေမဲ့တနေ့နေ့မှာအလုပ်တစ်ခုခုရမှာပဲလို့ထင်နေလားကျွန်တော်လည်းအရင်ကအဲ့ဒီလိုပဲထင်နေတာမတင်မနေရပညာရေးပြီးသွားလို့အထက်တန်းကျောင်းသားဖြစ်လာတဲ့အချိန်တုန်းကအနာဂတ်အကြောင်းဘာမှသိချမတွေးဖြစ်ဘူးတာဝန်တွေကနေလွတ်ပြီးဆိုပြီးပျော်နေတာပဲရှိလားကျောင်းကကျွန်တော်ဘွားနဲ့အနာဂတ်အပေါ်ဘလောက်တောင်လွှမ်းမိုးရှိနေအောင်မလဲဆိုတာမစင်စားခဲ့မိဘူးဘာသာစကားတွေကနန်းတင်ချာတွေဖာလို့တင်နေရလေဆိုတဲ့ရည်ရွယ်ချက်ကိုတောင်အဲ့ဒီတုန်းကကျွန်တော်နားမလည်ခဲ့ဘူးဗျအာယာနုကိုကြီးကွယ်ခဏလောက်အချိန်ပေးလို့ရမလားသူမရောက်လာခဲ့ပြီသူမတကယ်ရောက်လာတာပဲဒါကတကယ်ကိုကြောက်စရာကောင်းတဲ့အခြေအနေပဲငါကအတန်းထဲမှာအိတ်ချင်ရောက်စောင့်နေပြီလူအဖွဲ့အစည်းရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်အကြောင်းတွေးတောနေတော့မှပဲဒီမိတ်ဆောင်မကငါစီချင်းကပ်လာခဲ့တာဖြစ်တယ်ငါခေါင်းထဲမှာတော့ Shostakovich ရဲ့ Symphony No. 11တီလုံးကြီးမြည်ဟဲသွားပြီးကဘာပြက်ခါနီးအချိန်မှာမိတ်ဆာတွေရဲ့လိုက်လံဖန်ဆီးခြင်းကိုခံရလို့ထွက်ပြေးတိမ်းရှောင်နေကြတဲ့လူတွေရဲ့စိတ်ပြက်အားငယ်မှုနဲ့အသေးအတန်ဖြစ်နေရတဲ့ခံစားချက်မျိုးကိုပေးစွမ်းနေကြတယ်အဲ့ဒီအချိန်မှာဒီဂီတကလက်ရှိအခြေအနေနဲ့တကယ့်ကိုကွက်တီနောက်ခံတီလုံးဖြစ်နေရတာပေါ့ငါမျက်လုံးတွေကိုပိတ်ထားခဲ့ပြီးမြဲလေသူမရဲ့ကြုံတယောက်နိုးထလာမယ့်အချိန်ကိုစောင့်ဆိုင်နေတဲ့ဒီမိတ်ဆာမရဲ့အငွေ့အသက်ကိုငါအတိုင်းသာခံစားနေရတယ်ကဲကြုံတယောက်အနေနဲ့ဒီလိုအကြက်တဲကနေဘလုံမြလွတ်မြောက်အောင်လုပ်ရမလဲငါရဲ့ကွန်ပျူတာလိုမျိုးစွမ်းဆောင်ရည်ရှိတဲ့အုံနောက်ကငါအလိုအဆုံးဖြစ်မဲ့အဖြေကိုရဖို့အတွက်တွက်ချက်မှုတွေကိုချက်ချင်းလှုပ်ဆောင်လိုက်တယ်ရလက်ကတော့သူမခေါ်တာကိုမကြားချင်အောင်စောင့်နေလိုက်မယ်ဒါကငါက exact ချင်းမဟာဗျူဟာလို့နာမည်ပေးထားတယ်အကေ၍သူမသာကျင်နာတတ်တဲ့မိန်းကလေးတယောက်ဖြစ်မယ်ဆိုရင်တော့အော်ဟုတ်သားပဲဘာမှလုပ်လို့မရတော့ဘူးနင်အိတ်နေတာကိုနိုးလိုက်ရမှာအားနာစရာကြီးမလို့ခွင့်လွတ်ပေးလိုက်ပါမယ်ဒါမှမဟုတ်နင်သာအခုချက်ချင်းထမလိုက်ငါနင့်ကိုနမ်းပြစ်မှာနော်ဆိုတဲ့စကားမျိုးပြောလိုက်တော့အဆင်ပြေသေးတယ်နင်သာ30စက္ကန့်အတွင်းနိုးမလာရင်ငါနင့်ကိုထပ်တိုးအပြစ်ပေးရလိမ့်မယ်ဘာကိုအပြစ်ပေးမှလဲလို့ငါချက်ချင်းပေးလိုက်တယ်ချက်ချင်းဆိုတော့ပဲငါရဲ့အိတ်ဆက်ချင်းမဟာဗျူဟာကိုစွန့်လွှတ်လိုက်ပြီးသူမရဲ့အကြမ်းဖက်ချင်းချုံမှုအောင်မှာအရှုံးပေးရတယ်အနည်းဆုံးတော့သူမရဲ့မျက်လုံးတွေကိုတဲ့တဲ့မကြည့်ပဲအတန်တိတ်တော်လန်မှုတော့လုပ်ခဲ့ပါသေးတယ်ကြည်စမ်းနင်နိုးနေတာပဲကိုမဟုတ်ဘူးလားလို့သူမပြောတယ်ငါနင့်ကိုစိတ်ဆိုးအောင်လုံးပြီးမှကြောက်ရလောက်တဲ့အထိတော့နင့်အကြောင်းကိုငါကောင်းကောင်းသိပါတယ်အဲ့လိုကြားရတာဝမ်းသာစရာပဲဒါဆိုရင်နင့်ရဲ့အချင်းအနှဲငယ်လောက်ငါ့ကိုပေးလို့ရမလားငါညင်းကိုနင့်မှာအဲ့ဒီလိုဗီတိုအာနာသုံးပြီးညင်းပိုင်ခွင့်မရှိပေမဲ့အကယ်၍နင်သာညင်းမယ်ဆိုရင်တော့ငါတကယ့်ကိုအကြီးကျယ်စိတ်ပြတ်မိမှာပဲသူမကဆက်ပြီးတော့ငါစိတ်ပြတ်သွားတဲ့အခါကျရင်တော့အာယာနိုကိုကြီးကုန်း
နင်းရဲ့ကြောင်းသားဘဝမှာအကြီးမားဆုံးအတားအဆီးတစ်ခုဖြစ်လာအောင်ငါတေချာပေါက်တက်တည်ပြလိမ့်မယ်ဥပမာနင်းခုံပေါ်မှာတစိုးတွေ thumbtack အများကြီးတင်ထားတာမျိုးဒါမှမဟုတ်နင်းအင်တာသွားတဲ့အချိန်အပေါ်ကနေရင်းနဲ့လှမ်းပတ်တာမျိုးပေါ့ဒါမှမဟုတ်လေငါရဲ့တင်ချာသုံးစာချုံတော့ compass အချုံနဲ့နင်းကိုထိုးတာမျိုးပေါ့အဲ့ဒီလိုအတားအဆီးမျိုးတွေပေါ့လေဒါကအတားအဆီးမဟုတ်ဘူးနှိပ်စက်တာတကယ်ကိုအနိုင်ကျင့်တာပဲပြီးတော့အဲ့ဒီနောက်ဆုံးတစ်ခုကတော်တော်လေးရင်းနှီးနေတယ်လို့ပဲဘာလို့လဲဆိုနင်းငါ့ကိုအဲ့ဒါနဲ့အချင်းကတခါထိုးပြီးသားမို့လို့ဒီငါမချီပြောနေပဲငါခုံမမတ်ထိုင်လိုက်တယ်လာပပြီးဆူရှာတဲ့မျက်ဝန်းနေတဲ့အတူသူမရဲ့မျက်နှာကိုဝင့်ရံထားတဲ့ကတရာစေးလိုနက်မောင်တဲ့စပင်းအရှိကြီးရှိတဲ့မိန်းကလေးကငါ့ကိုအပေါ်စီးကနေစိုက်ကြည့်နေခဲ့တယ်သူမရဲ့နာမည်ကတော့ဟိုရီကီတာဆူဇူနေဖြစ်ပြီးတိုကျိုအစစ်မြင့်ကျောင်းတော်ကြီး Tokyo Metropolitan Advanced Nurturing High School ရဲ့ Class D ကကျောင်းသူတစ်ယောက်ဖြစ်တယ်လို့နားရဲ့အတန်းပေါ်လည်းဖြစ်တယ်မစိုးရင်ပါနဲ့အဲ့ဒါကနောက်ပြောင်တာတတ်ပါနင့်ကိုအပေါ်ကနေရေနဲ့လှမ်းမပတ်ပါဘူးပူပြီးအရေးကြီးတာကတစို့တွေနဲ့အစာကျွန်တော်အချုံကိစ္စလေးဒါကိုကြည့်လိုက်အောင်ပြီးခဲ့တဲ့အခါကနင့်ငါ့ကိုထိုးထားတဲ့အမာရွတ်တွေအခုထိရှိနေသေးတယ်ဒါကငါဘဝတစ်ခုလုံးအတွက်အမာရွတ်ဖြစ်သွားရင်နင့်တောင်းဝင်ယူမလားငါရဲ့ရာပတ်အင်ဂျီလက်ကိုပြင့်တင်လိုက်ပြီးဟိုဒီဂီတာကိုသူ့မချန်ထားခဲ့တဲ့ဒဏ်ရာတွေကိုမြင်နိုင်အောင်ငါလက်မောက်ကိုထိုးပြလိုက်တယ်တတ်တီကိုရှိလာလို့သူမကမိတယ်ဟမ်တတ်တီနဲ့ပတ်သက်ပြီးဘာပြောစရာရှိလဲနင်ကတတ်တီမရှိဘဲနဲ့ငါ့ကိုတရားခံလို့ဆုံးဖြတ်လိုက်တာလားသူမပြောတာမှန်ပါတယ်တတ်တီတော့မရှိပါဘူးစာတင်ကန်းထဲမှာငါ့ကိုအတ်နဲ့ထိုးဖို့အနီးနားမှာရှိနေကြတာဟိုဒီဂီတာတစ်ယောက်သေးပဲရှိတယ်ဆိုပြီးမဲ့ဒါကတကယ်ကိုခိုင်မာတဲ့တတ်တီပြချက်လို့ပြောဖို့တော့ခက်ခဲပါတယ်ကဲဘာပဲဖြစ်ဖြစ်ငါအရေးဆုံးတစ်ခုကိုအတီးပြုတ်ဖို့လိုအပ်နေသေးတယ်ဒါဆိုငါကနင့်ကိုကူညီပေးဖို့မလွဲမသွေလိုအပ်နေတာပေါ့ငါတာကူထပ်ပြီးစဉ်းစားကြည့်တော့လေနောက်ဆုံးတော့ငါအာယာနုကူကြီးကိုနင်ကခန်းစားနေရတော့နောင်တချင်တာလားဒါမှမဟုတ်စိတ်ပြအားငင်နေတော့မှနောင်တချင်တာလားနင်ဘယ်အရာကိုပူသဘောကြလဲဘာလို့လဲဆိုတော့နေတာငါ့ကိုညင်းပေးပြီးငါ့ကိုအကြက်ခိုင်အောင်လုပ်မယ်ဆိုရင်တော့ဖြစ်လာသမျှအကျိုးဆက်တွေအားလုံးကနင့်တောင်းဝင်ပဲဖြစ်လိမ့်မယ်ငါကတော့ဟိုဒီဂီတာရဲ့အတိပေမရှိတဲ့ရွေးချယ်စရာလမ်းတစ်ခုကြားထဲမှာပဲပိတ်မိနေကြရတယ်ကြည်ရတာသူမကဘလို့အချင်းဆွဲတာမျိုးကိုမှလက်ခံမဲ့ပုံမပေါ့ဒီမိစ္ဆာမနဲ့တဖို့တူညီချက်တစ်ခုလုံးမိတာကအမှားတစ်ခုဖြစ်ခင်ထုံးလူတယောက်ကတတ်တိတွေပြတ်သားမှုတွေကရုဏာတရားတွေကိုစကလုံးနည်းနည်းလေးနဲ့ဓလောက်ထောင်ဘလို့မြတ်ထဲ့ပြောနိုင်ရတာလဲဒါကတကယ်မလွယ်တဲ့အရာပဲအဲ့ဒီမင်းကလေးကဘေးနားကလူတွေအတွက်တော့စိတ်နှောက်ယှက်ဖြစ်စရာလို့ထင်ရရင်တောင်သူမကတော့တခြားခရီးသည်တွေကိုရဲရဲဝံ့ဝံ့နဲ့တကယ့်ကိုရိုးရိုးသားသားတောင်းဆိုခဲ့တာငါကတက်ကြီးရွယ်ဦးနေရမှာထိုင်မနေပြီမဲ့အဲ့ဒီအဖွားအိုနဲ့နီးနီးနားနားမှာရှိနေခဲ့တယ်ငါသာလက်ထောင်ပြီးငါနေရဖေးပြီးလိုက်ရင်ဒီကိစ္စက easy ပြီးသွားမှာပဲလို့စိတ်ကူးမိတည်တယ်ဒါပေမဲ့တခြားလူတွေလိုပဲငါလည်းမလှုပ်ခဲ့ဘူးငါတို့တွေကဘယ်သူမှလည်းဖေးပြီးဖို့မလိုဘူးလို့ထင်နေခဲ့ကြတာအဲ့ဒီကောင်လေးရဲ့အပြုတ်အမူနဲ့အပြောအဆိုတွေကိုခက်တာဖေးထားရင်ဘတ်စကားဘောကလူတိုင်းကအများအားဖြင့်တို့သူ့အမြင်ကိုသဘောတူကြတာပဲလေအခုအချိန်မှာတော့တက်ကြီးရွယ်ဦးတွေကဂျပန်နိုင်ငံအတွက်ညင်းလို့မရတဲ့တန်ဖိုးတွေရှိနေတာကတော့ဟုတ်ပါတယ်ဒါပေမဲ့ငါတို့လိုလူငယ်တွေကလည်းအနာဂတ်မှာဂျပန်နိုင်ငံကိုဆက်ပြီးထမ်းဖို့သွားကြရမယ်သူတွေပဲပြီးတော့ငါတို့လူအဖွဲ့အစည်းကနှစ်တိုင်းပို့ပြီးတော့အသက်ကြီးတဲ့သူတွေများလာတာကိုကြည့်ရင်လူငယ်တွေရဲ့တန်ဖိုးကပိုလို့တောင်ငါပထမဆုံးတက်တိရှိရှိခြေလန်းလမ်းဖို့ပြင်လိုက်တဲ့အချိန်မှာပဲတယောက်ယောက်ကလှမ်းခေါ်လိုက်တယ်ဘတ်စကားဘောင်တော့ငါဘေးမှာထိုင်ခဲ့တဲ့မိန်းကလေးပဲမင်းငါကိုစိုက်ကြည့်နေခဲ့တယ်နော်ဖားလို့လေသူမကမေးတယ်စကားပြောနေရင်လည်းသူမကမျက်မှောင်ကျုပ်ပြီးမျက်လုံးတွေကိုကျင်းပြီးကြည့်လိုက်သေးတယ် sorry ငါစိတ်ဝင်စားသွားရုံတတ်ပါပဲဆိုလိုတာကမင်းလည်းအဖွားကိုနေရာဖယ်ပေးဖို့စဉ်းစားတော့မစဉ်းစားခဲ့ဘူးမဟုတ်လားဟုတ်တယ်ငါဖယ်ပေးဖို့စဉ်းစားတော့မစဉ်းစားခဲ့ဘူးအဲ့ဒါဘာမှလို့လဲအော်မမှားပါဘူးဘာမှမဖြစ်ပါဘူးငါလည်းနေရာဖယ်ပေးဖို့ရည်ရွယ်ချက်မရှိခဲ့ပါဘူးအမှန်တိုင်းပြောရင်ငါကပြဿနာမရှိအေးအေးဆေးဆေးနေတတ်တဲ့အယူဝါဒကိုပဲလက်ကင်ထားတာငါကပြဿနာတိုက်ရမှာကိုမကြိုက်ဘူးမင်းကပြဿနာတောက်မှမကြိုက်ဘူးဟုတ်လားဒါဆိုရင်မင်းနဲ့ငါကဘယ်လို့မှတူမှာမဟုတ်ဘူးလို့ထင်တယ်ငါကအကျိုးမရှိအလကားပဲလို့ထင်လို့နေရာမဖယ်ပေးခဲ့တာဒါပါပဲဒါပေမဲ့အဲ့ဒါကပြဿနာမကြိုက်ရုံတတ်ထပို့ပြီးစိုးမနေဘူးလားဖြစ်နိုင်တာပဲငါကတော့ငါရဲ့ကိုယ်ပိုင်ယုံကြည်ချက်အတိုင်းလုပ်တာအဲ့ဒါကမင်းလိုပြဿနာတတ်မှာကိုကြောက်ရွံတတ်ဖိရှိတဲ့သူနဲ့မတူဘူးငါမင်းလိုလူတွေနဲ့အချိန်မဖြုံးချင်ဘူးငါလည်းအဲ့ဒီလိုပဲခံစားရတယ်လို့ငါတိုးတိုးလေးရည်ရွတ်လိုက်တယ်ငါကငါအမိကိုပျော်ပြချင်ုံတတ်ပဲဒါပေမဲ့သူမနဲ့ဒီလိုမျိုးလိုက်ပြီးအပြန့်အလန့်ညင်းနေဖို့စိတ်မပါတော့ဘူးငါတို့ညောင်စလို့တပ်ပြင်းချလိုက်ပြီးတစ်ဖက်ထဲလမ်းတိုင်းပဲအတူတူဆက်လျှောက်သွားခဲ့ကြတယ်ငါကကျောင်းဝင်ခွင့်ခန်းသားတွေကိုတကယ်မကြိုက်ဘူးပထမနှစ်ကျောင်းသားအတော်များများလဲငါလိုပဲခံစားရမှာပဲလို့တွေးမိတယ်ကျောင်းအုပ်ကြီးနဲ့ကျောင်းသားတွေကလည်းဟန်ဆောင်ပန်ဆောင်ကျေးဇူးတင်စကားတွေအပူတွေအပြန်အလှန်ပြောနေကြတာတန်းစီပြီးမတရက်နေရတဲ့အချိန်ကလည်းတအားကြတာပြီးတော့စိတ်အနှောက်အယှက်ဖြစ်စရာတွေကြီးပဲဆိုတော့တကိုယ်လုံးကိုညောင်းညာကြိုက်ခဲပြီးတကယ်စိတ်ပြတ်ဖို့ကောင်းတယ်ဒါပေမဲ့ငါရဲ့ညှဉ်းညူမှုတွေကဒါတွေမကသေးဘူး
မူလာတန်းအလဲတန်းအထက်တန်းကျောင်းဝင်ခွင့်အခမ်းအနားတွေအားလုံးရဲ့ဆိုလိုရင်းကတစ်ခုတည်းပဲအဲ့ဒါကတော့ကလေးတွေအတွက်နောက်ထပ်ကြီးမားတဲ့စိန်ခေါ်မှုအခမ်းအနားတစ်ခုစတင်လိုက်ပြီဆိုတာပဲကျောင်းသားတွေကျောင်းမှာပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းနိုင်ဖို့ဆိုရင်တငယ်ချင်းတွေရှိရမယ်လीအဲ့ဒီလိုတငယ်ချင်းဖွဲ့နိုင်ဖို့ကကျောင်းဝင်ခွင့်အခမ်းအနားအပြီးရက်အနည်းငယ်ကပဲအခွင့်အရေးအရှိဆုံးအချိန်အဲ့ဒီအချိန်မှာတငယ်ချင်းမဖွဲ့နိုင်ခဲ့ရင်တော့တကယ်ကိုဝမ်းနည်းစရာကောင်းတဲ့3နှစ်တာကာလကြီးစတင်တော့မှာပဲငါကပြဿနာတက်ရမှာမကြိုက်တဲ့သူဆိုတော့တခြားသူတွေနဲ့အဆင်ပြေမဲ့ပတ်သက်မှုမျိုးတော့ရှိထားခြင်းတယ်ဒါပေမဲ့ဒီလိုကိစ္စမျိုးကိုတိတ်အကျွမ်းတဝင်မရှိတော့မနီးကလေးကစိတ်ကူးထဲမှာအခြေအနေအမျိုးမျိုးကိုစဉ်းစားပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ရတယ်ဥပမာငါအတန်းထဲကိုအားရပါရဝင်သွားပြီးလူတွေကိုအရင်ဥအောင်သွားစကားပြောရမလားဒါမှမဟုတ်တငယ်ချင်းဖြစ်သွားအောင်ငါရဲ့ email လိပ်စာရေးထားတဲ့စာရွက်လေးတွေကိုတိတ်တဆိတ်လိုက်ဝေရမလားငါလိုလူမျိုးကလီးကျင့်ဖို့တကယ်လို့တယ်ဘာလို့လဲဆိုတော့အခုရောက်နေတဲ့ပတ်ဝန်းကျင်ကငါအရင်ကကြုံတွေ့ခဲ့ရတာဒီနေ့လုံးဝကွဲပြားနေလို့ပဲငါကလုံးဝကိုအထီးကျန်နေတာငါကစစ်တလင်းလေးကိုတယောက်တည်းတွန်းဝင်လာခဲ့တယ်လို့ပဲတည်ရင်တည်ရှင်းရှင်းဆိုတဲ့အခြေအနေမျိုးပေါ့ အတန်းနဲ့ကိုဝဲတီးရင်ငါနာမည်ကပ်ပြားရှိတဲ့ခုံစီကိုရှောက်သွားလိုက်တယ်အဲ့ဒီခုံကအတန်းရဲ့အနောက်ဘက်ဆုံးပဒင်းပေါက်နာမှာရေဘူးရပြောရင်ထိုင်ရတာတော်တော်အဆင်ပြေတဲ့နေရာပဲပတ်ဝန်းကျင်ကိုကြည့်လိုက်တော့အတန်းထဲမှာចောင်းသားတွေထက်ဝက်လောက်ရောက်နေပြီတချို့ကလည်းတင်ငန်းစာတွေကိုအာယုံဆိုင်နေကြပြီတချို့ကတော့တခြားလူတွေနဲ့စကားပြောနေကြပြီသူတို့ကအရင်ကတည်းကတငယ်ချင်းတွေဖြစ်နေကြတာလားဒါမှမဟုတ်အခုမှပဲစတိကြတာလားတော့မသိဘူးကဲဒါဆိုငါဘာလုပ်ရမလဲဒီလိုအားတဲ့အချိန်မှာတယောက်ယောက်ကိုတွားပြီးစကားပြောကြည့်ရမလားငါအရှိမတော့ခန္ဓာကိုခဝဝကောင်လေးတယောက်ကခုံမကုန်းကုန်းကြီးထိုင်နေတယ်ငါစိတ်ထင်လို့ပဲလားတော့မသိဘူးဒါပေမဲ့သူကကြည့်ရတာအထီးကျန်နေပုံပဲအဲ့ဒီကောင်လေးစီကနေဂျေဇူးပြူပြီးတယောက်ယောက်ငါ့ကိုတငယ်ချင်းလှုပ်ပြီးကြပါအောင်လို့အိုဟစ်နေတယ်လို့မျိုးအရှိန်အဝအိုးရောတချို့ထွက်နေတယ်ဒါပေမဲ့မင်းကတယောက်ယောက်စီကိုဒီတိုင်းတွားပြီးစကားတွားပြောရင်သူတို့ကိုအနောက်ရှက်ပြီးတယ်လို့ဖြစ်သွားနိုင်တယ်လीအချိန်ခုံးကိုပဲစောင့်ရမလားဒါပေမဲ့တအားကြီးစောင့်နေပြန်ရင်လေအချိန်တွေလွန်သွားပြီးတငယ်ချင်းမရှိပဲဖြစ်ကြံခဲ့လိမ့်မယ်ငါဘာလုပ်ရမလဲမဟုတ်သေးဘူးနေဦးငါစိတ်မလောသေးဘူးအကေ၍ငါကောင်းကောင်းမသိတဲ့လူတယောက်နဲ့ဘာမဟုတ်တဲ့စကားတွေတွားပြောရင်လူမှုကြီးရအကြီးကျယ်အဆက်ကွဲမဲ့အန်ဒီရရှိတယ်မကောင်းတော့ငါအတွေးတွေထဲမှာတင်လေးထွက်ပြီးပိတ်မိနေပြီနောက်ဆုံးတော့ငါဘသူ့ကိုမှစကားမပြောဖြစ်ခဲ့ဘူးဒီအထိုင်းသာဆက်သွားရင်ငါလုံးဝအထီးကျန်တော့မှာပဲသူကခကူထီတယောက်ထီးပေးလားလို့တယောက်ယောက်ကပြောတဲ့ကြားလိုက်တယ်လို့ပဲတူနဲ့ရေတန်းနဲ့ကြားလိုက်ရတယ်လို့ပဲလားဒါဒီကငါစိတ်ကူးထီတင်ဖြစ်နေတာလားနေပါဦးတငယ်ချင်းဆိုတာတကယ်တော့ဘာကြီးလဲတငယ်ချင်းတွေကဘေးကနေရောက်လာတာလေလူတွေကအတူတူထမင်းတစ်နဲ့စားပြီးတာနဲ့တငယ်ချင်းဖြစ်သွားကြတာလားဒါမှမဟုတ်အင်တာကိုအတူတူပထမဆုံးအချိန်သွားပြီးရင်ရောတငယ်ချင်းဖြစ်နိုင်လားငါပူထွေးလေပူပြီးတိချင်လေပဲတငယ်ချင်းဆိုတာဘာလဲအဲ့ဒါကနှက်ဆိုင်ပြီးအတိတ်ပဲရှိတဲ့အရာတစ်ခုလားငါအဖြေရှာဖို့ကြိုးစားနေမိတယ်တငယ်ချင်းဖွဲ့ဖို့ကြိုးစားတာတကယ့်ကိုစိတ်ရှုပ်စရာပဲဒါဒီမကဘူးလူသားတွေပတ်သက်မှုဆိုတာတဘာဝအတိုင်းပဲဖြစ်လာတတ်တာမဟုတ်ဘူးလားငါခုံးထဲမှာတော့စူးညံပွက်လို့ရိုက်နေတဲ့ပွဲတော်ကြီးတခုကျင်းပနေတယ်လို့မျိုးအတွေးတွေကလုံးဝကိုရှုပ် ကျောင်းဖွင့်ုံမရှိသေးတာကိုတပြင်းကလည်းတော်တော်လေးအကျယ်ကြီးပါလားဟမ်မင်းနဲ့ပြန်တွေ့ရတာငါ့ကိုပါတပြင်းချကျင်လာအောင်လုပ်နေတယ်လို့ပဲသူမကတော့ဘတ်စကားမှတ်တိုင်တော့ငါနဲ့ရန်ဖြစ်ပြီးထွက်သွားတယ်မိန်းကလေးပဲဟောငါတို့ကအတန်းတူကြတာပေါ့ဟုတ်လားလို့ငါတိုးတိုးလေးပြောလိုက်တယ်ဘာပဲဖြစ်ဖြစ်ပထမနေ့ကျောင်းသားတွေအားလုံးတော့အတန်းက၄တန်းပဲရှိတာလေစရင်စရာရကြည့်ရင်တော့ငါတို့အတန်းတူကြဖို့ကမဖြစ်နိုင်တာတော့မဟုတ်ပါဘူးတွေ့ရတာဝမ်းသာပါတယ်ငါကအာယနိုကိုကြီးကီယိုတာကပါမင်းကဒီတိုင်းပဲမိတ်ဆက်လိုက်တာလား လို့သူမကပြောတယ်အင်းလီဒါကငါတို့ဒုတိယအကြိမ်စကားပြောတာပဲဥစ္စာဒီလိုမိတ်ဆက်တာဘာမှမဖြစ်ပါဘူးဟုတ်တယ်မလားငါကဘာပဲဖြစ်ဖြစ်တယောက်ယောက်ကိုကိုမိတ်ဆက်ချင်နေတာဆိုတော့ငြိမ်နေလို့မဖြစ်ဘူးလေဒါပြင်အတန်းထဲကလူတွေနဲ့ရင်းနှီးဖို့ဆိုရင်အနည်းဆုံးတော့ငါဘေးနာကလူရဲ့နာမည်ကိုသိထားရမယ်သူမကဘလောက်ပဲရေးတင်းတဲ့မိန်းကလေးဖြစ်နေပါစေပေါ့ငါကညင်းရောမင်းစိတ်ထဲရှိလားသူမကမေးတယ်တနှစ်တလုံးဘေးနာမှာအတူတူထိုင်ပြီးနာမည်တော့မသိပဲနေရတာကတော့အဆင်ပြေမယ်မထင်ဘူးဗျငါကတော့သဘောမတူဘူးသူမကငါ့ကိုတစ်ချက်လှမ်းကြည့်ပြီးသူမရဲ့အိတ်ကိုခုံမတင်လိုက်တယ်ကြည့်ရတာတော့သူမကငါ့ကိုနာမည်ပြောမယ်ပုံမပေါ်ဘူးအတန်းတွေကဖဲအရာဝမှစိတ်မဝင်စားတဲ့ထိုမင်းကလေးကတော့စံပြကျောင်းသူတယောက်လိုပဲခုံမမတ်လေးထိုင်နေခဲ့တယ်မိမတခြားအတန်းတွေကတငယ်ချင်းရှိလားဒါမှမဟုတ်ဒီကျောင်းကိုတယောက်တည်းပဲလာတတ်တာလားလို့ငါမေးလိုက်တယ်မင်းကဆက်စုတတ်တဲ့သူပဲနော်ဟုတ်တယ်မလားဒါပေမဲ့ငါနဲ့စကားပြောရတာတအားစိတ်ဝင်စားဖို့ကောင်းမှာမဟုတ်ဘူးနော်အကယ်၍ငါကမင်းကိုစိတ်အနှောက်အယှက်ဖြစ်စေရင်လေအေးအေးဆေးဆေးနေပါလို့ပြောလို့ရပါတယ်သူမကိုစိတ်ဆိုးအောင်လုပ်မိရင်ငါကိုမိတ်ဆက်မှာမဟုတ်ဘူးစကားဝိုင်းကဒီမှာပဲပြီးပြီလို့ငါထင်လိုက်တဲ့အချိန်မှာပဲထိုမင်းကလေးကတပြင်းချလိုက်တယ်ကြည့်ရတာသူမစိတ်ပြောင်းသွားပုံပဲသူမကငါ့ဘက်လိပ်ပြီးကိုမိတ်ဆက်လိုက်တယ်ငါကဟိုရီကီတာစူးစူးနေပါပထမဆုံးအချိန်ဖြစ်ငါသူမရဲ့မျက်နှာကိုတိတ်တိတ်ချာချာမြင်လိုက်ရတယ်ဝါသူမကချစ်စရာကောင်းတယ်ဒါမှမဟုတ်လှတယ်လို့ပြောရမှာပဲဒီမှာပဲ
ငါတို့အတန်းတူပေမဲ့အကယ်၍တယောက်ယောက်ကသူမကငါထက်တစ်နှစ်ဒါမှမဟုတ်နှစ်နှစ်ပိုကြီးတယ်လို့ပြောရင်တော့ငါယုံမိမှာပဲတကယ်ကိုတည်ငြိမ်ပြီးအေးဆက်ပြီးလာတယ်အလားမျိုး ကျောင်းဖွင့်ရုံပဲရှိသေးတာကိုတပြင်းကလည်းတော်တော်လေးအကျယ်ကြီးပါလားဟမ်မင်းနဲ့ပြန်တွေ့ရတာငါ့ကိုပါတပြင်းချခြင်းလောက်အောင်လုပ်နေတယ်လို့ပဲသူမကတော့ဘတ်စကားမှတ်တိုင်တော့ငါနဲ့ရန်ဖြစ်ပြီးထွက်သွားတယ်မိန်းကလေးပဲဟောငါတို့ကအတန်းတူကြတာပေါ့ဟုတ်လားလို့ငါတူတူလေးပြောလိုက်တယ်ဘာပဲဖြစ်ဖြစ်ပထမနေ့ကျောင်းသားတွေအားလုံးတော့အတန်းက၄တန်းပဲရှိတာလေစရင်စရာရကြည့်ရင်တော့ငါတို့အတန်းတူကြဖို့ကမဖြစ်နိုင်တာတော့မဟုတ်ပါဘူးတွေ့ရတာဝမ်းသာပါတယ်ငါကအာယန်နိုကိုကြီးကီယိုတာကပါမင်းကဒီတိုင်းပဲမိတ်ဆက်လိုက်တာလားလို့သူမကပြောတယ်အင်းလီဒါကငါတို့ဒုတိယအကြိမ်စကားပြောတာပဲဥစ္စာဒီလိုမိတ်ဆက်တာဘာမှမဖြစ်ပါဘူးဟုတ်တယ်မလားငါကဘာပဲဖြစ်ဖြစ်တယောက်ယောက်ကိုကိုမိတ်ဆက်ချင်နေတာဆိုတော့ငြိမ်နေလို့မဖြစ်ဘူးလေဒါပြင်အတန်းထဲကလူတွေနဲ့ရင်းနှီးဖို့ဆိုရင်အနည်းဆုံးတော့ငါဘေးနာကလူရဲ့နာမည်ကိုသိထားရမယ်သူမကဘလောက်ပဲရေးတင်းတဲ့မိန်းကလေးဖြစ်နေပါစေပေါ့ငါကညင်းရောမင်းစိတ်ထဲရှိလားသူမကမေးတယ်တနှစ်တလုံးဘေးနာမှာအတူတူထိုင်ပြီးနာမည်တော့မသိပဲနေရတာကတော့အဆင်ပြေမယ်မထင်ဘူးဗျငါကတော့သဘောမတူဘူးသူမကငါ့ကိုတစ်ချက်လှမ်းကြည့်ပြီးသူမရဲ့အိတ်ကိုခုံမတင်လိုက်တယ်ကြည့်ရတာတော့သူမကငါ့ကိုနာမည်ပြောမယ်ပုံမပေါ်ဘူးအတန်းထဲကဖဲအရာဝမှစိတ်မဝင်စားတဲ့ထိုမင်းကလေးကတော့စံပြကျောင်းသူတယောက်လိုပဲခုံမမတ်မတ်လေးထိုင်နေခဲ့တယ်မိမတခြားအတန်းတွေကတငယ်ချင်းရှိလားဒါမှမဟုတ်ဒီကျောင်းကိုတယောက်တည်းပဲလာတတ်တာလားလို့ငါမေးလိုက်တယ်မင်းကဆက်စုတတ်တဲ့သူပဲနော်ဟုတ်တယ်မလားဒါပေမဲ့ငါနဲ့စကားပြောရတာတအားစိတ်ဝင်စားဖို့ကောင်းမှာမဟုတ်ဘူးနော်အကယ်၍ငါကမင်းကိုစိတ်အနှောက်အယှက်ဖြစ်စေရင်လေအေးအေးဆေးဆေးနေပါလို့ပြောလို့ရပါတယ်သူမကိုစိတ်ဆိုးအောင်လုပ်မိရင်ငါကိုမိတ်ဆက်မှာမဟုတ်ဘူးစကားဝိုင်းကဒီမှာပဲပြီးပြီလို့ငါထင်လိုက်တဲ့အချိန်မှာပဲထိုမင်းကလေးကတပြင်းချလိုက်တယ်ကြည့်ရတာသူမစိတ်ပြောင်းသွားပုံပဲသူမကငါ့ဘက်လိပ်ပြီးကိုမိတ်ဆက်လိုက်တယ်ငါကဟိုရီကီတာစူးစူးနေပါပထမဆုံးအချိန်ဖြစ်ငါသူမရဲ့မျက်နှာကိုတိတ်တိတ်ချာချာမြင်လိုက်ရတယ်ဝါသူမကချစ်စရာကောင်းတယ်ဒါမှမဟုတ်လှတယ်လို့ပြောရမှာပဲဒီမှာပဲငါတို့အတန်းတူပေမဲ့အကယ်၍တယောက်ယောက်ကသူမကငါထက်တစ်နှစ်ဒါမှမဟုတ်နှစ်နှစ်ပိုကြီးတယ်လို့ပြောရင်တော့ငါယုံမိမှာပဲတကယ်ကိုတည်ငြိမ်ပြီးအေးဆက်ပြီးလာတယ်အလားမျိုး ငါအကြောင်းလဲငါပြောပြမယ်လေလို့ငါပြောလိုက်တယ်ငါမှာတော့တီးတန့်ဝါသနာရဲလို့မရှိပါဘူးဒါပေမဲ့ဘယ်အရာကိုမဆိုတော့စိတ်ဝင်စားပါတယ်တငယ်ချင်းအများကြီးလည်းမလိုပါဘူးဒါပေမဲ့အနည်းဆုံးတော့အနည်းချင်းရှိရင်ကောင်းမှာပဲလို့ထင်တယ်ကဲဒါပါပဲပြဿနာတွေကိုရှောင်ကျင်တဲ့လူတယောက်ပြောတဲ့စကားတိုင်းပဲငါကတော့အဲ့ဒီလိုလူမျိုးကိုဘယ်တော့မှကြိုက်နိုင်မှာမဟုတ်ဘူးလို့ထင်တယ်လို့သူမကပြောတယ်ဟာမင်းကတစ်စက္ကန့်အတွင်းမှာငါရဲ့တီရှိမှုတစ်ခုလုံးကိုနှိမ်ချပစ်လိုက်တယ်လို့ပဲနော်လို့ငါတိုးတိုးလေးညည်းမိတယ်ငါဘဝမှာဒီလိုစိတ်ပြက်စရာမျိုးပဲတစ်ခုတည်းရှိပါစေလို့ဆုတောင်းရမှာပဲငါကတော့ကိုချင်းစားပါတယ်ဒါပေမဲ့စိတ်မကောင်းစွာပဲမင်းရဲ့ဆုတောင်းကပြီးမှမဟုတ်ဘူးထင်တယ်ငါကအတန်းဘဝစီကိုလက်ညှိုးထိုးပြလိုက်တယ်အဲ့ဒီမှာမတ်တရက်နေတာကတော့ဒီအတန်းကပစ္စည်းကတော်တော်စုံပုံရတယ်လူတွေရဲ့မျှော်လင့်ချက်နဲ့ကိုက်ညီတဲ့နေရာပဲဟုတ်တယ်မလားဟုတ်ပါတယ်ဘတ်စကားဘောလုံးကအမျိုးသမီးတွေနဲ့ရန်ဖြစ်ခဲ့တဲ့ကောင်လေးပဲဟောဒါကတခဲကိုကန်းဆိုးတာပဲလို့သူမကပြောတယ်ဒီပြဿနာရှာတဲ့ကောင်ကငါတို့နဲ့အတူ class D မှာလာကြတာပဲငါတို့ရှိနေတာကိုလုံးဝတတိမထားမိတဲ့ပုံစံနဲ့သူကကို NG လို့နာမည်ကတ်ထားတဲ့ခုံစီကိုရှိုက်သွားပြီးထိုင်လိုက်တယ်ဒီလိုလူမျိုးကတငယ်ချင်းဆိုတဲ့အယူအဆကိုစဉ်းစားဖို့ရဲ့လားလို့ငါသိချင်မိတယ်ငါသူ့ကိုခဏလောက်အကေးခတ်ကြည့်လိုက်တယ်ကို NG ကသူ့ခြေထောက်တွေကိုခုံပေါ်တင်အိတ်ထဲကနေလက်သေးတိုက်တဲ့ဒဇင်ကိုထုတ်ပြီးတချင်းလေးတဟုန်ဟုန်ညီလက်သေးတွေကိုတိုက်နေတယ်သူကကဘာပေါ်မှာသူတယောက်တည်းရှိနေတယ်လို့မျိုးပြုတ်မှုနေတာကြည်ရတာဘတ်စကားဘောလုံးကသူပြောခဲ့တဲ့ရိုင်းဆိုင်တဲ့စကားတွေကသူ့ရဲ့စိတ်ရင်းအမြင်အတိုင်းပြောခဲ့တာပဲစိတ်စက္ကန့်အတွင်းမှာပဲအတန်းထဲကလူတောက်ဝမကကတော့ ကိုရင်ကြီးရဲ့ဘီနာကနေငါတို့အဝေးကိုစုပ်လိုက်ကြတယ်သူ့ရဲ့ထူးခြားပြီးလွမ်းမိုးလွန်းတဲ့အရှင်ဝါကြီးကအခန်းတစ်ခုလုံးကိုစီးမိုးထားသလိုပဲလှမ်းကြည့်လိုက်တော့ဟိုရီကီတာကမျက်နှာလွဲပြီးသူမရဲ့ကိုယ်ပိုင်စာအုပ်တအုပ်ကိုဖတ်နေပုံရတယ်ဟာသွားပြီစကားတခွန်းပြောပြီးရင်အပြန်အလှန်တုံ့ပြန်ပြောဆိုတာကတခြားလူရဲ့စိတ်ဝင်စားမှုကိုထိန်းထားဖို့အခြေခံအကျဆုံးချက်ဆိုတာငါမေ့သွားတယ်ဟိုရီကီတာနဲ့တငယ်ချင်းဖြစ်ခွင့်ရမယ်အခွင့်အရေးတစ်ခုကိုငါကိုယ်တိုင်ပဲဖြတ်စည်းပြစ်လိုက်သလိုဖြစ်သွားပြီငါခေါင်းလေးငုံပြီးသူမဖတ်နေတဲ့စာအုပ်နာမည်ကိုလှမ်းကြည့်လိုက်တော့ crime and punishment ပြစ်မှုနဲ့ပြစ်ဒဏ်နဲ့ဟုတ်ကဲ့စိတ်ဝင်စားဖို့တော့တော်တော်ကောင်းတာလူတယောက်ကိုတတ်တာကတရားမျှတမှုအတွက်သာဆိုရင်မှန်ကန်သလားမှားယွင်းသလားဆိုတာကိုညှင်းခုဆွေးနွေးထားတဲ့ဇလန်းပေါ့တကယ်စိတ်မကောင်းစရာပဲဟိုရီကီတာရဲ့စာအုပ်ကြိုက်ကသူမရဲ့ပင်ကိုယ်စရိုက်ကိုဖော်ပြနေတာလည်းဖြစ်နိုင်တယ်ဘာပဲဖြစ်ဖြစ်ငါတို့ကိုမိတ်ဆက်ပြီးသွားပြီဆိုတော့အနည်းဆုံးတော့အိမ်နီးနားချင်းခေါင်းလိုမျိုးဆက်ဆံရတော့ရှိသွားနိုင်တာပဲလीမိနစ်အနည်းငယ်ကြာတော့ပထမဆုံးကြောင်းခေါင်းလောင်းတန်မိလာတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးတယောက်အတန်းနဲ့ဝင်လာခဲ့တယ်သူမကိုစတွေးလိုက်ရတယ်ငါရဲ့ပထမဆုံးအထင်ကတော့သူမဟာစီးကန်းကိုတကယ် ဒါပေမဲ့
ဒီကျောင်းဝင်းထဲမှာတကယ်ကိုကောင်းမွန်တဲ့အထောက်အကူပြုအဆောက်အဦတွေအများကြီးပါဝင်တယ်ကိုပိုင်ကာရာအိုကေဆိုင်ရုပ်ရှင်ရုံကဖေးအဝတ်ထဲဆိုင်တွေနဲ့တခြားຢာတွေအများကြီးရှိတော့ဒီကျောင်းကိုမျိုးပြအသေးစားလေးတစ်ခုနဲ့တောင်နှိုင်းရှင်လို့ရတယ်ကျောင်းဝင်းရဲ့အကျယ်ဝန်းက12ရက်မီတာ6သိန်းကျော်တောင်ကျတာကိုဒီကျောင်းမှာနောက်ထပ်ထူးခြားတဲ့စနစ်တစ်ခုရှိသေးတယ်အဲ့ဒါကတော့ S system အခုငါမင်းတို့ရဲ့ကျောင်းသားက ID ကတ်တွေကိုဝေပေးမယ်ဒီကတ်ကိုတုံးပြီးကျောင်းဝင်းထဲကဘယ်အဆောက်အုံကိုမဆိုဝင်ထွက်လို့ရသလိုစိုင်တွေမှာပစ္စည်းဝယ်တာစားတာအကုန်လုပ်လို့ရတယ် credit card တစ်ခုလို့တုံးလို့ရတာပေါ့ဒါပေမဲ့မင်းတို့တုံးလိုက်တဲ့အမှတ် points တွေကိုတော့တကယ်ကိုတိတိကျကျသတိထားဖို့လိုလိမ့်မယ်ဒီကျောင်းမှာကအဲ့ဒီအမှတ်တွေကိုတုံးပြီးဘာမဆိုဝယ်လို့ရတယ်ကျောင်းဝင်းထဲမှာရှိသမျှအရာအလုံးကိုအမှတ်နဲ့ဝယ်ယူနိုင်ပါတယ်ငါတို့ရဲ့ကျောင်းသားကတ်ထဲကိုထိပ်ပေးထားတဲ့အမှတ်တွေကငွေကြီးပုံစံမျိုးတုံးလို့ရတာပေါ့စာရွက်ပတ်စံမရှိတော့ကျောင်းသားအတော်များများအတွက်ငွေကြီးပြဿနာတွေကိုကာကွယ်ပေးနိုင်တယ်ဒါပေမဲ့ကျောင်းသားတွေအနေနဲ့မိမိတို့ရဲ့တုံ့ဆွဲမှုအလိအထားကိုတော့တကယ်ကိုစောင့်ကြည့်ထိမ့်သိမ့်ဖို့လိုလိမ့်မယ်။ဘာပဲဖြစ်ဖြစ်ကျောင်းကတော့ဒီအမှတ်တွေကိုအလကားပေးထားတာပဲလေ။မင်းတို့ရဲ့ကျောင်းသားကတ်တွေကိုစက်မှာကတ်ဖြတ်ပြီး swipe လုပ်ပြီးအလွယ်တကူတုံးနိုင်ပါတယ်။နီလန်ကရိုးရိုးလေးမို့လို့ရှုပ်ထွေးနေစရာမလိုပါဘူး။အမှတ်တွေကိုလတိုင်းရဲ့တရက်နေမှာမင်းတို့ရဲ့အကောင့်ထဲကိုအလိုအလျောက်ထည့်ပြီးသွားမှာပါ။အခုအားလုံးရဲ့အကောင့်ထဲမှာအမှတ်တစ်သိန်းစီရောက်နေပြီ။အမှတ်တစ်မှတ်ကတရမ်းနဲ့ညီးမြတွေဆိုတာစိတ်ထဲမှတ်ထားပါနောက်ထပ်ရှင်းပြနေဘူးလို့မလူတော့ဘူးထင်တယ်အတန်ထဲမှာဝူတိုင်းကျပွက်လို့ရိုက်သွားတော့တာပဲဆိုလိုတာကငါတို့ကကြောင်းဝင်ကိုရချင်းကြောင်းစီကနေတလောက်ကိုအသုံးစရိတ်အမှတ်တသိန်းရန်ရလိုက်တာပေါ့ဂျပန်အစိုးရကတိုက်ရိုက်အုပ်ချုပ်တဲ့ကြီးမားတဲ့ကြောင်းလို့ကြီးဆိုတော့တလောက်တော့ရှိမှာပဲလို့မျှော်လင့်ထားပြီးမြင်အထက်တန်းကြောင်းသားတယောက်အတွက်တကယ့်ကိုများပြတဲ့ငွေပမာဏကြီးပဲမင်းတို့ရလိုက်တဲ့အမှတ်ပမာဏကိုကြည့်ပြီးလောင်သွားကြပြီလားဒီကြောင်းကကြောင်းသားရဲ့အရေးအချင်းကိုအကိတ်ဖြတ်တဲ့ကြောင်းဒီနေရာကိုရောက်နေတဲ့သူတိုင်းကကြောက်ဝင်ကိုစောက်ပြီးကိုအုံမြင့်ခဲ့ကြသည်ကြီးပဲအဲ့ဒါကမင်းတို့ရဲ့တန်ဘူးနဲ့အလားအလာကိုဖော်ပြနေတာပဲရထားတဲ့အမှတ်တွေကိုစိတ်ကြိုက်အကန့်အသတ်မရှိသုံးလို့ရပါတယ်ဒါပေမဲ့ကြောင်းပြီးသွားတဲ့အခါမှာတော့အမှတ်တွေအားလုံးကကြောင်းစီပြန်ရောက်သွားမှာပါဒီအမှတ်တွေကိုအပြင်မှာပတ်စံအဖြစ်ပြန်လဲလို့မရတဲ့အတွက်ကြောင့်စုဆောင်းထားလဲဘာမှအကျိုးမရှိဘူးအမှတ်တွေကအကောင့်ထဲရောက်ပြီးသားဆိုတော့ဘလို့သုံးမလဲဆိုတာမင်းတို့အပေါ်ပဲမှုတည်တယ်စိတ်ကြိုက်တာလုပ်ကြအကယ်၍ကိုယ့်အမှတ်တွေကိုမသုံးချင်မှုဆိုရင်တခြားလူစီလွှဲပေးလို့လည်းရတယ်ဒါပေမဲ့တခြားတငယ်ချင်းတွေစီကနေပတ်စံချင်းချောက်တောင်းတာမျိုး extorting ကိုတော့လုံးဝခွင့်မပြုဘူးဒီကြောင့်ကအနိုင်ချင်းတဲ့ကိစ္စတွေကိုတကယ်ကိုတေးသေးချာချာစောင့်ကြည့်နေတာကျောင်းသားတွေအံ့ဩမင်းတက်နေကြတော့ချီယာဘာရှိတာဆရာမကအခန်းထဲကိုဝိဝဲကြည့်လိုက်တယ်ကဲဘယ်သူမှမေးစရာမရှိဘူးထင်တယ်ကျောင်းသားဘဝဖြတ်တန်းရမယ့်အချိန်တွေကိုပျော်ပျော်ရွှင်ရွှင်ကုံဆုံးနိုင်ကြပါစေလို့မျှော်လင့်ပါတယ်ငါအတန်းပေါ်အတော်များများကတော့ဒီလောက်များပြတဲ့အမှတ်ပမာဏကြီးကြောင့်အံ့ဩစိတ်လှုပ်ရှားနေတာကိုဖုံးကွယ်လို့မရကြဘူးဒီကြောင့်ကငါထင်ထားတဲ့လောက်စီကံမကြီးပါလားလို့ငါတိုးတိုးလေးရင်းမိလိုက်တယ်ငါဘာသာတယောက်တည်းပြောလိုက်တာလို့ထင်မိမဲ့ဟိုဒီဂီတာကငါဘက်ကိုလှိတ်ကြည့်လာတယ်သူမကငါတူမကိုလှမ်းပြောတယ်လို့ထင်သွားပုံရတယ်ဒီကြောင့်ကတကယ်ကိုလျှော့ပြီးလို့နေဟုတ်တယ်မလားအဆောင်မှာပဲမဖြစ်မနေနေရမယ်ကြောင်းဝင်းပြင်ပကိုထွက်ခွင့်မရှိဘူးအပြေလူတွေနဲ့အဆက်အသွယ်ဖြတ်ရမယ်ဆိုတဲ့ကန့်တက်ချက်တွေရှိနေပြီမဲ့လေအတန်းတွေကဘဒူးမှညှဉ်းညူတာမျိုးမရှိကြဘူးအမှန်အတိုင်းပြောရရင်ငါတို့ကိုတကယ်ကိုအထူးအခွင့်အရေးတွေပေးထားလို့မိဘကိုရောက်သွားတယ်လို့တော့ခံစားရတယ်ဒါအပြင်တိုကျိုမျိုးတော်အစီမြင့်နီးပညာသုံးလိကျင့်ပြောထောင်ရေးအထက်တန်းကျောင်းရဲ့အထင်ကြီးစရာအကောင်းဆုံးစည်ရင်းစရာကတော့ကျောင်းသားတွေအစီမြင့်ပညာရေးဆက်တက်တာဒါမှမဟုတ်အလို့အကန်ရရှိမှုနှုန်းက100%နီးပါးရှိတာပဲအစိုးရကထောက်ပံ့ပေးထားတဲ့ဒီကျောင်းရဲ့တိတိကျကျလမ်းညွှန်ပြသမှုတွေကကျောင်းသားတွေအတွက်မပူကောင်းမှုနဲ့အနာဂတ်ကိုတည်ကြဖို့ဖန်တီးပေးနိုင်လိမ့်မယ်လို့မျှော်လင့်ရတာပဲအမှန်တော့ကျောင်းကလည်းဒါကိုအကြီးကျယ်ကြော်ညာထားတာကိုကျောင်းစီဟောင်းအတော်များများကလည်းအောင်မြင်ကြော်ကြားသူတွေဖြစ်ခဲ့ကြတယ်ပုံမှန်အားဖြင့်တော့ကျောင်းကဘလောက်ပဲနာမည်ကြီးပြီးအထင်ကြီးစရာကောင်းပါစေအထူးပြုတဲ့နယ်ပယ်တွေကတော့အကန့်အသတ်ရှိတတ်ကြတာပဲလေဥပမာကျောင်းတစ်ကျောင်းကအားကစားဒါမှမဟုတ်ဂီတကိုပဲအထူးပြုတာမျိုးနောက်တစ်ကျောင်းကကွန်ပျူတာနဲ့ပတ်သက်တာကိုပဲအဓိကထားတာမျိုးပေါ့ဒါပေမဲ့ဒီကျောင်းမှာတော့ဘယ်ကျောင်းသားမဆိုမိမိတို့ဝါသနာပါတဲ့နယ်ပယ်ကဘာပဲဖြစ်ဖြစ်အောင်မြင်မှုရနိုင်ဖို့မျှော်လင့်လို့ရတယ်ဒီကျောင်းတစ်ခုတည်းကအဲ့လိုမျိုးအမှတ်တစိတ် brand တန်ဖို့ရှိတာငါကတော့အတန်းထဲကအခြေအနေကပြိုင်ဆိုင်မှုပြင်းထန်ပြီးတကယ်ကိုရက်ဆက်ကြမ်းကြုတ်လိမ့်မယ်လို့ထင်ထားတာဒါပေမဲ့ကျောင်းသားအများစုကိုကြည့်ရတာတာမန်ကလေးတွေလိုပါပဲမဟုတ်သေးဘူးအဲ့ဒါကတိတ်တော့မမှန်ဘူးဘာပဲဖြစ်ဖြစ်ငါတို့အားလုံးကကျောင်းဝင်ခွင့်စာမေးပွဲကိုအောင်မြင်လာလောက်အောင်အရေးချင်းရှိခဲ့ကြတာပဲအကယ်၍ငါတို့သာဘာပြဿနာမှမရှိပဲကျောင်းစစ်မဲ့ရက်အထိအေးစစ်စစ်ဖြတ်တန်းသွားနိုင်ငါတို့ရဲ့ရည်မှန်းချက်အောင်မြင်ပြီပေါ့ဒါပေမဲ့အဲ့ဒီလိုအရာမျိုးကတကယ်ကိုဖြစ်နိုင်ပါမလားဒါကတကယ်ကိုအခွင့်ထူးတွေတအားပေးလို့နေကြောက်စရာတော့ကောင်းတယ်ဟိုဒီဂီတာပြောလိုက်တဲ့အချိန်မှာငါလည်းအဲ့ဒီလိုပဲခံစားရတယ်ဆိုတာသိလိုက်တယ်ငါတို့ကဒီကြောင်အကြောင်းဖားမကောင်းကောင်းမသိသေးဘူး
အရာအလုံးကလျှို့ဝှက်ချက်တွေနဲ့ဖုံးဝါးနေတယ်လို့ပဲဘာလို့လဲဆိုတော့ဒီလိုကြောင့်မျိုးကဘလူဆန္ဒမျိုးကိုမဆိုအမှန်တကယ်ဖြစ်လာအောင်လုပ်ပေးနိုင်နေဆိုရင်တစ်ဖက်မှာလေတစ်ခုခုစွန့်စားရမယ်အန်ဒီရမျိုး risk ရှိနေမှာပြရတယ်လी Hey အပြန်ကြရင်ငါနဲ့တူဆိုင်ဒီကိုတွားကြည့်ကြမလားပစ္စည်းအချို့တွားဝေ့ကြရအောင်လို့ကောင်မလေးတယောက်ကလှမ်းအော်ပြောလေ အခုအချိန်ကိုသုံးပြီးအရှိဆုံးကစလို့တယောက်ချင်းစီကိုမိတ်ဆက်ကြရင်ဘလို့လဲဗျာသူကတကယ်ကိုအလန်းစားကိစ္စတစ်ခုကိုလှုပ်လိုက်တာပဲအတန်းထဲကចောင်းသားအများစုကတော့ဘာပြောရမှမသိပဲကိုအတွင်းနဲ့ကိုငြိမ်ကြသွားကြတယ်တဘောတူတယ်ဟိဘာပဲဖြစ်ဖြစ်ငါတို့ကအခုထိတယောက်အကြောင်းတယောက်ဘာမှမသိသေးဘူးနမဲတော့မသိကြသေးဘူးလေလို့တယောက်ကလှမ်းအော်ပြောပြီးထောက်ခံလိုက်တယ်ဒီလိုနဲ့အချိန်တွေကနည်းနည်းပွင့်လင်းသွားတော့မှစောစောကတွန့်ဆုတ်ဖြစ်နေတဲ့ចောင်းသားတွေလည်းတယောက်ပြီးတယောက်စကားပြောလာကြတော့တာပေါ့ငါနာမည်ကဟီရာတာယူဆူကီပါအလေတန်းတော့ကတော့လူတိုင်းကငါ့ကိုယူဆူကီလို့ပဲခေါ်ကြတယ်မင်းတို့လည်းအဲ့လိုပဲခေါ်နိုင်ပါတယ်ငါဝါသနာကတော့အားကစားအထွေပေါ့ဒါပေမဲ့အထူးသဖြင့်ဘောလုံးကန်ရတာကိုတအားကြိုက်တယ်ဒီเจ้าမှလည်းဘောလုံးစက်ကစားဖို့စဉ်းစားထားတယ်အားလုံးနဲ့တွေ့ရတာဝမ်းသာပါတယ်ဗျာဟီရာတာကတော့တကယ်ကိုတဘာဝကြနဲ့အေးစစ်ပဲအတန်းထဲမှာကိုမိတ်ဆက်သွားခဲ့တယ်သူကတကယ်ကိုတတိရှိတဲ့ကောင်လေးပဲပြီးတော့ဘောလုံးကိုဘလောက်ချစ်ကြောင်ပြောပြသွားတာကိုကြည့်ရင်သူ့ရဲ့ရေပန်းစားမှုကအခုတင်ပဲ2ဆမဟုတ်ဘူး4ဆလောက်တော့တိုးပွားပြီးထင်ရတယ်ဟိုကြည့်ပါဦးဟီရာတာဘီမှာထိုင်မိတဲ့ကောင်မလေးဆိုရင်မျက်လုံးထဲမှာအသေးပုံတွေတောင်ထွက်နေပြီအကယ်၍အနာဂတ်မှာဟီရာတာကငါတို့အတန်းရဲ့အတီးကကြတဲ့ခေါင်းဆောင်ဖြစ်လာခဲ့ရင်သူကကြောင်းစင်းတဲ့အထိအတန်းတွေကလူတိုင်းကိုစီးလုံးနဲ့စိတ်တက်ကြွအောင်ထိန်းချောင်းပေးနိုင်မလားဆိုတာတော့တွေးမိတယ်သူလိုလူမျိုးကတော့အတန်းတွေကအလှဆုံးကောင်မလေးနဲ့တီချာပေါက်တွဲရမှာပဲပုံမှန်ဆိုလေဒီလိုပဲဖြစ်လိရှိတာ哦ကဲဒါဆိုရင်အရှိဆုံးကနေစပြီးတယောက်ချင်းစီကိုမိတ်ဆက်ကြအောင်နော်စင်ပြေရဲ့လားအရှိဆုံးမှထိုင်နေတဲ့ကောင်မလေးကတော့နင်းရောင်တုံဖြစ်သွားပြီမဲ့ဟီရာတာရဲ့စကားကြောင့်အာနာနဲ့ပဲချက်ချင်းစိတ်ပိုင်းဖြတ်ပြီးမတ်တထရက်လိုက်တယ်ငါနာမည်ကအီနိုဂါရှိတာကိုအဲ့ဒီကောင်မလေးမျိုးနာမည်အီနိုဂါရှိတာကမိတ်ဆက်နေရင်းနဲ့တော့တစ်ခုလုံးခေးသွားတယ်လို့ဖြစ်သွားတယ်သူမခုံးထဲမှာလုံးဝဗလာဖြစ်အခုအချိန်ကိုသုံးပြီးအရှိဆုံးကစလို့တယောက်ချင်းစီကိုမိတ်ဆက်ကြရင်ဘလို့လဲဗျာသူကတကယ်ကိုအလန်းစားကိစ္စတစ်ခုကိုလှုပ်လိုက်တာပဲအတန်းထဲကចောင်းသားအများစုကတော့ဘာပြောရမှမသိပဲကိုအတွင်းနဲ့ကိုငြိမ်ကြသွားကြတယ်တဘောတူတယ်ဟိဘာပဲဖြစ်ဖြစ်ငါတို့ကအခုထိတယောက်အကြောင်းတယောက်ဘာမှမသိသေးဘူးနမဲတော့မသိကြသေးဘူးလေလို့တယောက်ကလှမ်းအော်ပြောပြီးထောက်ခံလိုက်တယ်ဒီလိုနဲ့အချိန်တွေကနည်းနည်းပွင့်လင်းသွားတော့မှစောစောကတွန့်ဆုတ်ဖြစ်နေတဲ့ចောင်းသားတွေလည်းတယောက်ပြီးတယောက်စကားပြောလာကြတော့တာပေါ့ငါနာမည်ကဟီရာတာယူဆူကီပါအလေတန်းတော့ကတော့လူတိုင်းကငါ့ကိုယူဆူကီလို့ပဲခေါ်ကြတယ်မင်းတို့လည်းအဲ့လိုပဲခေါ်နိုင်ပါတယ်ငါဝါသနာကတော့အားကစားအထွေပေါ့ဒါပေမဲ့အထူးသဖြင့်ဘောလုံးကန်ရတာကိုတအားကြိုက်တယ်ဒီเจ้าမှလည်းဘောလုံးစက်ကစားဖို့စဉ်းစားထားတယ်အားလုံးနဲ့တွေ့ရတာဝမ်းသာပါတယ်ဗျာဟီရာတာကတော့တကယ်ကိုတဘာဝကြနဲ့အေးစစ်ပဲအတန်းထဲမှာကိုမိတ်ဆက်သွားခဲ့တယ်သူကတကယ်ကိုတတိရှိတဲ့ကောင်လေးပဲပြီးတော့ဘောလုံးကိုဘလောက်ချစ်ကြောင်ပြောပြသွားတာကိုကြည့်ရင်သူ့ရဲ့ရေပန်းစားမှုကအခုတင်ပဲ2ဆမဟုတ်ဘူး4ဆလောက်တော့တိုးပွားပြီးထင်ရတယ်ဟိုကြည့်ပါဦးဟီရာတာဘီမှာထိုင်မိတဲ့ကောင်မလေးဆိုရင်မျက်လုံးထဲမှာအသေးပုံတွေတောင်ထွက်နေပြီအကယ်၍အနာဂတ်မှာဟီရာတာကငါတို့အတန်းရဲ့အတီးကကြတဲ့ခေါင်းဆောင်ဖြစ်လာခဲ့ရင်သူကကြောင်းစင်းတဲ့အထိအတန်းတွေကလူတိုင်းကိုစီးလုံးနဲ့စိတ်တက်ကြွအောင်ထိန်းချောင်းပေးနိုင်မလားဆိုတာတော့တွေးမိတယ်သူလိုလူမျိုးကတော့အတန်းတွေကအလှဆုံးကောင်မလေးနဲ့တီချာပေါက်တွဲရမှာပဲပုံမှန်ဆိုလေဒီလိုပဲဖြစ်လိရှိတာ哦ကဲဒါဆိုရင်အရှိဆုံးကနေစပြီးတယောက်ချင်းစီကိုမိတ်ဆက်ကြအောင်နော်စင်ပြေရဲ့လားအရှိဆုံးမှထိုင်နေတဲ့ကောင်မလေးကတော့နင်းရောင်တုံဖြစ်သွားပြီမဲ့ဟီရာတာရဲ့စကားကြောင့်အာနာနဲ့ပဲချက်ချင်းစိတ်ပိုင်းဖြတ်ပြီးမတ်တထရက်လိုက်တယ်ငါနာမည်ကအီနိုဂါရှိတာကိုအဲ့ဒီကောင်မလေးမျိုးနာမည်အီနိုဂါရှိတာကမိတ်ဆက်နေရင်းနဲ့တော့တစ်ခုလုံးခေးသွားတယ်လို့ဖြစ်သွားတယ်သူမခုံးထဲမှာလုံးဝဗလာဖြစ် အတန်းမော်တွေကစေတနာနဲ့လှမ်းပြီးအားပေးစကားတွေပြောကြတာဖြစ်ပေမဲ့အဲ့ဒီကောင်မလေးအတွက်တော့ပြောင်းပြန်အကျိုးသက်ရောက်မှုဖြစ်သွားပုံရတယ်။စကလုံးတွေကသူမရဲ့လေချောင်းဝါမှနေတီးဆိုပြီးစမထွက်တော့ဘူး။အခန်းတစ်ခုလုံးက9စက္ကန့်10စက္ကန့်လောက်ထိတိတ်ဆိတ်သွားလိုက်တာတကယ်ကိုလေထူးကြီးကတင်းကျပ်မွန်းကျက်လာသလိုပဲ။ကောင်မလေးချိုကလည်းတူနဲ့ခိုးရလာကြတယ်။အီနိုဂါရှိရာကတော့ကြောက်စိတ်ကြောင့်လုံးဝတောင့်တင်းပြီးမလှုပ်နိုင်တော့တဲ့အခြေအနေမျိုးဖြစ်နေရှာတယ်။အဲ့ဒီချိန်မှာတခြားကောင်မလေးတယောက်ကဝင်ပြောပေးလိုက်တယ်။ဖြည်းဖြည်းချင်းပဲပြောပါမလောပါနဲ့။ကြိုးစားပါတို့အေးဆေးပဲတို့လို့ပြောတာကကြည့်ရင်တော့စေတနာစကားလို့ထင်ရပေမဲ့တကယ်တမ်းစိတ်လှုပ်ရှားလွန်းနေတဲ့သူအတွက်ကြတော့အတိတ်ကတခြားစီဖြစ်သွားတတ်တယ်လေ
အရန်ကိုစိတ်လှုပ်ရှားနေတဲ့သူတယောက်ကိုကြိုးစားပါလို့တွားပြောရင်အဲ့ဒါကတခြားအတန်းဖို့ရဲ့မျောလင်းချက်ကိုအမိလိုက်ရမယ်ဆိုပြီးဖိအားပေးတယ်လို့အတင်းကျပ်လှုပ်ခိုင်းတယ်လို့မျိုးခံစားရစေတယ်တစ်ဖက်မှာကျတော့ဖြည်းဖြည်းချင်းပဲပြောပါမလို့ပါနဲ့လို့ပြောပေးလိုက်တာကသူမကိုကိုယ်ပိုင်အရှင်အဟုန်အတိုင်းအေးဆေးဆေးလှုပ်ပိုင်ခွင့်ပေးလိုက်တယ်လို့ဖြစ်သွားစေတယ်အဲ့ဒီလိုပြောပေးလိုက်ပြီးတဲ့နောက်မှာတော့ကောင်မလေးကတကယ်ပဲစိတ်ငြိမ်သွားပြီးတီတီငြိမ်ငြိမ်ပြန်ဖြစ်သွားတယ်သူမအသက်ကိုဖြည်းဖြည်းချင်းရှူသွင်းရှူထုတ်လှုပ်လိုက်ပြီးနောက်တစ်ချိန်ထက်ကြိုးစားကြည့်တယ်ငါနာမည်ကအီနိုဂါရှိအခုမတ်တက်ထားရလိုက်တဲ့တက်ကြွဖျက်လက်တဲ့ကောင်မလေးကတော့စောစောကအီနိုဂါရှိတာကိုဖြည်းဖြည်းချင်းပဲပြောပါဆိုပြီးစိတ်အေးသွားအောင်ကူညီပေးခဲ့တဲ့ကောင်မလေးပဲ။အော်တတိယပြီမနက်ပိုင်းဘက်စကားဘော်တော့ကအဖွားအိုကိုနေရာဖယ်ပေးဖို့တခြားခရီးသည်တွေကိုရဲရဲဝံ့ဝံ့လိုက်တောင်းဆိုခဲ့တဲ့မင်းကလေးလည်းသူ့မပဲလေ။ငါနာမည်ကကူရှိတာကီကျူပါ။ငါအလေတန်းကျောင်းကတငယ်ချင်းတွေထဲကဘသူမှဒီကျောင်းကိုပါမလာကြတော့အခုငါဒီမှာတယောက်တည်းဖြစ်နေတာပေါ့။ဒါကြောင့်အတန်းထဲကလူတိုင်းရဲ့နာမည်တွေမျက်နှာတွေကိုအမြန်ဆုံးမှတ်မိပြီးချက်ချင်းတငယ်ချင်းတွေဖြစ်ချင်ပါတယ်။ကျောင်းသားအများစုကကိုမိတ်ဆက်တဲ့အခါစကလုံးအနည်းငယ်လောက်ပဲပြောကြပေမဲ့ကူရှိတာကတော့စက်ပြီးစကားတွေပြောနေခဲ့တယ်ငါရဲ့ပထမဆုံးပန်းတိုင်ကတော့အတန်းထဲကလူတိုင်းအားလုံးနဲ့တငယ်ချင်းဖြစ်ဖို့ပါပဲဒါကြောင့်ငါတို့မိတ်ဆက်လို့ပြီးသွားတဲ့အခါကျရင်မင်းတို့ရဲ့ဆက်သွယ်ရန်လိပ်စာတွေကိုငါ့ကိုမျှဝေပေးကြဖို့တောင်းဆိုချင်ပါတယ်သူမကဒါကိုပါဇက်အရသာပြောနေတာမဟုတ်ဘူးဒီမင်းကလေးကဘသူကိုမဆိုကိုနှလုံးသားကိုဖွင့်ဟပြီးရိုးရိုးသားသားဆက်ဆံတတ်တဲ့လူမျိုးဆိုတာချက်ချင်းသိတာစီတယ်စောစောကအီနိုဂါရှိတာကိုအားပေးခဲ့တဲ့စကားတွေကလည်းဟန်ဆောင်ပန်ဆောင်အပူရီပြောခဲ့တာမဟုတ်ပဲသူမရဲ့စိတ်ရင်းစေတနာအမှန်ကိုဖော်ပြနေတာပဲဒါကြောင့်ကျောင်းစင်းကြီးနေမှာပဲဖြစ်ဖြစ်ကျောင်းပိတ်ရက်ဒီမှာပဲဖြစ်ဖြစ်လူအများကြီးနဲ့အတူအမှတ်တရကောင်းနေအများကြီးဖန်တီးကြပါလေပွဲလန်းတပင်တွေအခမ်းအနားတွေရှိရင်လေငါ့ကိုအားမနာတမ်းဖိတ်ခေါ်ကြပါဦးနော်ကဲငါစကားပြောတာတော်တော်လေးရှည်သွားပြီဆိုတော့ငါရဲ့မိတ်ဆက်မှုကိုဒီမှာပြီးမှာပဲအဆုံးသတ်လိုက်ပါမယ်သူမကအတန်းထဲကလူတိုင်းရဲ့မိတ်ဆက်မှုတွေကိုတခွန်းချင်းစိတ်ထဲကနေအကဲခတ်ဝေဖန်နေတာကိုအကုန်သိနေတယ်လို့မျိုးလေတန်းနဲ့ပြောသွားတာအဲ့ဒါကြောင့်ငါမှတကယ်ကိုထူးထူးဆန်းဆန်းနဲ့စိတ်မသက်မသာဖြစ်သွားတယ်ဘာလို့လဲတော့တေချာမသိငါအလေးရောက်လာရင်ငါဘာပြောရမလဲဟာတာတခုပဲပြောင်းရမလားဒါမှမဟုတ်အားလုံးရည်အောင်စွမ်းအင်နဲ့အပိနဲ့တက်တက်ကြွကြွကြီးဝင်ပြောရမလားဟာအဲ့ဒါကအလုပ်ဖြစ်မှာမဟုတ်ဘူးထိမနိုင်သိမ့်မရဖြစ်သွားရင်အတန်းထဲကလေထုကြီးကိုပဲပျက်စီးသွားစေလိမ့်မယ်ဒါအပြင်အဲ့ဒီလိုပုံစံမျိုးကငါ့ရဲ့ပင်ကိုစရိုင်းနဲ့လည်းလုံးဝမကိုက်ညီဘူးလေကိုယ့်ရဲ့စိတ်ပူပန်မှုတွေနဲ့လုံပန်းနေတော့မှာပဲတခြားလူတွေရဲ့မိတ်ဆက်မှုကတော့ဆက်တိုက်သွားနေကြတယ်ကဲဒါဆိုရင်နောက်တစ်ယောက်ကဟီရာတာကနောက်ထပ်ចောင်းသားတစ်ယောက်စီကိုအားပေးတဲ့အကြည့်နဲ့လှမ်းကြည့်လိုက်တဲ့အချိန်မှာပဲအဲ့ဒီចောင်းသားကမျက်ထုံကြီးနဲ့စိုက်ပြီးပြန်ကြည့်လာတော့သူ့စပင်ကမီးတောက်လို့ရဲရဲနီးနေအောင်ဆိုးထားတာရုပ်ကြီးရောလေတံရောကြည့်ရတာတကယ်လူမိုက်တစ်ယောက်လိုပဲပါလေကွာငါတို့ကခလီးကလားတွေမဟုတ်ဘူးငါကတော့ကိုမိတ်ဆက်နေဖို့မလိုဘူးလှုပ်ချင်တဲ့ကောင်တွေဆက်လှုပ်ကြငါတော့အဲ့ဒီထဲထိမတွက်နဲ့ဖေးထားလိုက်အဲ့ဒီစပီနီနဲ့ကဝါဟီတာတာကိုစိုက်ကြည့်မျက်မှောင်ကုန်ပြီးမကြည့်မနှက်ပြောလိုက်တယ်သူ့ရဲ့တီရှိမှုကနေတော်တော်လေးပြင်းထန်ပြီးအမူအရာကလည်းခတ်ထန်လို့အတန်းလို့လွှမ်းမိုးသွားတယ်လို့ပဲမင်းကိုအတင်းကျပ်မိတ်ဆက်ခိုင်းဖို့ငါမှအခွင့်အာဏာမရှိပါဘူးလေဒါပေမဲ့အတန်းမော်အချင်းချင်းအဆင့်ပြေးပြီးနေကြတာကမကောင်းဘူးလို့တော့ငါမထင်ဘူးအကေ၍ငါကြောင့်မင်းစိတ်အနှောက်အယှက်ဖြစ်သွားရင်တော့တောင်းပန်ပါတယ်ဗျာဟီရာတာကခေါင်းမုံပြီးရင်းရင်းကြီးကြီးတောင်းပန်လိုက်တဲ့အခါအတန်းနဲ့ကကောင်မလေးအချိုးကအဲ့ဒီစပီနီနဲ့ကောင်ကိုမကြည့်မနှက်နဲ့ဝိုင်းဆိုင်ကြည့်ကြတော့တာပေါ့ကိုမိတ်ဆက်တာပဲဥစားဘာဖြစ်လို့လဲလို့ကောင်မလေးတယောက်ကခက်ဆက်ဆက်လမ်းပြောလိုက်တယ်အီးလေဟုတ်ပါငါထင်ထားတဲ့အတိုင်းပဲရုပ်ပြောင်ပြီးဘောလုံးလေးတိုးတဲ့ဟီရာတာကတော့မျက်စိတမိတ်အတွင်းမှာအတန်းနဲ့ကကောင်မလေးရဲ့နှလုံးသားကိုအပိုက်ဖမ်းဆားသွားနိုင်ခဲ့ပြီဒါပေမဲ့တစ်ဖက်မှာကျတော့ယောက်ျားလေးခရီးသည်တွေထက်ဝက်လောက်ကတော့မနာလိုစိတ်ကြောင့်မျက်နှာတွေပြက်ပြီးပိုးသားထွက်နေကြတဲ့ပုံပဲဘာစပိတ်ထားလိုက်စမ်းငါစိတ်မဝင်စားဘူးငါဒီကြောင့်ကိုတငယ်ချင်းဖွဲ့ဖို့လာတာမဟုတ်ဘူးအဲ့ဒီစပင်းနီနဲ့ကောင်ကခုံကနေဝုန်းကနေထရသွားတယ်ကြည့်ရတာ तू ကတခြားဘသူနဲ့မှရင်းနှီးဖို့စိတ်ကူးလုံးဝမရှိတဲ့ပုံပဲသူ့နောက်မှာပဲတခြားကြောင်းသားအချို့လေးလိုက်ပြီးအတန်းထဲကနေထွက်သွားကြတယ်အဲ့ဒီအချိန်မှာဟိုရီဂီတာကမတ်တက်ထရပြီးငါဘာကိုခိတာလှမ်းကြည့်လိုက်တယ်ဟိုရီဂီတာကထွက်သွားတဲ့သူတွေကိုလှမ်းကြည့်ပြီးသူတို့လည်းလူဆိုးတွေတော့မဟုတ်ပါဘူးငါမားပါငါကကိုကောင်းဖို့ပဲကြည့်ပြီးလူတွေကိုဒါမျိုးလှုပ်ခိုင်းပြီးတလို့ဖြစ်သွားတာဆိုပြီးကိုအပြစ်တင်နေတဲ့ဟီရာတာကိုကြည့်ပြီးစိတ်မကောင်းဖြစ်သွားပုံရတယ်မဟုတ်တာဟီရာတာကောင်မင်းဘာမှမလုပ်ထားပါဘူးအဲ့ဒီလိုလူတွေကိုတီတိုင်းပဲလွတ်ထားလိုက်ရအောင်ဟုတ်ပြီလားလို့တခြားចောင်းသားတွေကဝိုင်းပြောကြတာပေါ့လူအချို့ကမိတ်ဆက်ရမှာကိုညင်းဆန်ပုံကန်ပြီးထွက်သွားကြပြီမဲ့အတန်းထဲမှာကြံခဲ့တဲ့ចောင်းသားတွေကတော့ပျော်ပျော်ရွှင်ရွှင်နဲ့ပဲဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်အဆုံးသတ်မှာတော့မိတ်ဆက်ပွဲကြီးကတကယ်ကိုပုံမှန်အတိုင်းပဲဆက်ပြီးလဲပတ်သွားခဲ့တာပေါ့ငါနာမည်ကအိုက်ကေကန်ဂျီပါငါကကောင်မလေးတွေကိုတအားချစ်ပြီးရုပ်ချောတဲ့ကောင်တွေကိုတော့တအားမုန်းတယ်အခုလောလောဆယ်ရီးစားအစ်စ်ရှာနေတာပေါ့မင်းတို့နဲ့တွေ့ရတာဝမ်းသာပါနဲ့ကွာအထူးသဖြင့်ချစ်ဖို့ကောင်းတဲ့သူ
ဒါမှမဟုတ်အလှပန်းလေးတွေဆိုရင်ပိုပြီးတော့ဝမ်းသာသေးတယ်သူကရွှေပြောင်ပြောင်နဲ့ဟာသားလုံနေတာလားတကယ်ပြောနေတာလားဆိုတာခွဲခြားဖို့တော်တော်ခက်တယ်ဗျအနည်းဆုံးတော့အတန်းတရကောင်မလေးတွေကသူ့ကိုယွန်ရှာဆက်ဆုပ်တဲ့အကြည့်တွေနဲ့ဝိုင်းကြည့်နေကြတာကတော့အမှန်ပဲဟိုအိုက်ကေကုံကတကယ်ကိုလမ်းနဲ့ခေါင်ပါပဲနော်လူကောင်မလေးတယောက်ကလုံးဝခံစားချက်မပါတဲ့လီတန်အေးဆက်ဆက်ကြီးနဲ့ပြောလိုက်တယ်သူမပြောတဲ့စကားက1000%လိမ်ညာနေတာတီးကြတာပေါ့တကယ်လားတကယ်ကြီးလားဟာမဟုတ်တာငါကလည်းတကယ်တော့အဲ့တလောက်ကြီးမစိုးပါဘူးကြည်ရတာအိုက်ကေကအဲ့ဒီကောင်မလေးကတကယ်ချီးမွမ်းနေလို့ထင်ပြီးရှက်သွေးဖြာသွားကြတယ်ချက်ချင်းဆိုတယ်လို့ပဲကောင်မလေးတွေအားလုံးကဝိုင်းပြီးရေကြတော့တာပေါ့အမလီဟုတ်ပါပြီသူကတကယ်ကိုချစ်ဖို့ကောင်းနေသူကြီးပေါ့ဟုတ်လားအားလုံးမကြည့်ကြပါဦးသူကရီးစားရှာနေတာတဲ့ဟေးလူသူတို့ကမင်းကိုလောင်ပြောင်နေကြတာအိုက်ကီကတော့သူတို့ကိုစနောက်နေကြတာအမှန်ကြီးပျော်ပျော်ကြီးလိုက်ပြီးရေမောနေကြတယ်ဘာပဲဖြစ်ဖြစ်သူကလူဆိုးတယောက်တော့မဟုတ်ပါဘူးနောက်တစ်ယောက်ကတော့မနက်ပိုင်းဖတ်ကားပေါ်လုံးကအဖွားအိုကိုနေအောင်မဖြေပြီးရံဖြစ်ခဲ့တဲ့ရံပွေးကြိုက်တဲ့ကောင်ကိုအန်းကြီးပဲသူကလက်ကင်မှန်လေးတစ်ချက်ကိုကြည့်ပြီးသူ့ရဲ့စပင်းပုံစံကိုတေချာပြန်ပြီးဘီးနေဖြီးနေတယ် sorry ပါဗျာမင်းကိုမိတ်ဆက်ပေးလို့ရမလားလို့ဟီဒါတာကရင်ကြီးလှမ်းမိလိုက်တယ်ရတာသူကမဟာဆန်နဲ့မျိုးရိုးမြေမျိုးရိုးသားတယောက်လိုပေါ့မောင်းမဆိုးွားတဲ့အမူအရာနေပြုံးလိုက်တယ်သူထိုင်ကုန်မှာကိုနီဟပ်ပြင်လိုက်တော့ငါကသူအတန်းတည်းကနေထွက်သွားတော့မယ်ထင်နေတာဒါပေမဲ့ကိုအန်းကြီးကသူ့ခြေထောက်နှစ်ချက်လုံးကိုစပွဲပေါ်ပြစ်တင်သွားတာမှမိတ်ဆက်ပါလိရောငါနမီကကိုအန်းကြီးရိုးကူစုကေပါကိုအန်းကြီးလုပ်ငန်းစုကြီးရဲ့တအူးဒီတော်သားနဲ့အမွေဆက်ခံမဲ့သူဖြစ်တဲ့အလျောက်မကြခင်မှာဂျပန်နိုင်ငံရဲ့အနာဂတ်ကိုပခုံးထမ်းတင်ပြီးရှေ့ဆောင်တွားရမယ်သူပေါ့မင်းတို့နဲ့လက်တွဲခွင့်ရတာတကယ့်ကိုဝမ်းမြောက်မိပါတယ်အထူးသဖြင့်အမျိုးသမီးတို့ကြီးခင်ဗျာသူ့ရဲ့ mix စကားကအတန်းတက်ကလူတိုင်းကိုရည်ရွယ်တာမဟုတ်ပဲစိုက်ကျင်ဘက်လင်ဖြစ်တဲ့ကောင်မလေးတွေကိုပဲတိတန့်ရည်ရွယ်ပြီးပြောသွားတာသူကတထေးသားဖြစ်ကြောင်းကိုကြားလိုက်ရတော့ကောင်မလေးအချို့ကမျက်လုံးလေးတွေအယောင်တောက်ပြီးကြည့်ကြပါမယ်တခြားလူတွေကတော့သူ့ကိုလူဆန်းကြီးလူထူးဆန်းကြီးတယောက်လိုမျိုးပဲသတ်မှတ်လိုက်ကြတယ်ဒါကလည်းတဘာဝကြပါလေဒီနေ့ကစားပြီးငါ့ကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တဲ့ဘသူကိုမဆိုငါကညာတာမှုမရှိပဲပြင်းပြင်းထန်တာအဖြစ်ပေးသွားမှာပါဒါကြောင့်အဲ့ဒါမျိုးမဖြစ်ရအောင်အားလုံးပဲကြိုတင်တတိထားပြီးနေထိုင်ကြဖို့တောင်းဆိုချင်ပါတယ်ကိုအင်းကြီးကောင်စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တဲ့သူကိုအပြစ်ပေးမယ်ဆိုတာကဘာလို့ဆိုလိုတာလဲလူဟီတာတာကအပြစ်ပေးမယ်ဆိုတဲ့စကားလုံးကြောင့်စိတ်မတက်မတာဖြစ်သွားပြီးလှမ်းမိလိုက်တယ်ငါခပြောတဲ့အတိုင်းလုံးတက်တဲ့လီစာမျိုးပါဥပမာတစ်ခုပြရမယ်ဆိုရင်တော့ငါကရုပ်ဆိုးတဲ့အရာတွေကိုတအားမုန်းတာဒါကြောင့်အကယ်၍နှက်မျက်စိထဲမှာရုပ်ဆိုးတာတစ်ခုခုမြင်လိုက်ရရင်စောစောကပြောတဲ့အတိုင်းပဲငါလုံမှာပေါ့ဖြတ်ခနေသူကသူ့ရဲ့ရှီလျားပြီးစီးဆင်းနေတဲ့သပင်အရှိများတွေကိုလက်နဲ့တက်တင်လိုက်တယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါဆိုရင်ငါလည်းတတိထားမှာပေါ့လူဟီရာတာကပြောရှာတယ်စပင်းနီးနေကောင်ဟိုရီကီတာကိုအန်ကြီးရမဦးချီပြီးတော့အိုက်ကဲဟေးလူကြီးငါ့ကိုအဲ့ဒါလောက်ကြီးမျောလင်းချက်အပြည့်နဲ့ဝိုင်းမကြည့်ကြပါနဲ့ဦးဟူးဘာပဲဖြစ်ဖြစ်ငါတတ်နိုင်သမျှအကောင်းဆုံးတော့စူးစမ်းကြည့်ရမှာပဲကလပ်ငါမတက်ထရက်လိုက်တော့ခုံကအတန်မီသွားတယ်ငါနာမည်ကအာယာနိုကူဂျီကီယိုတာကာပါပြီးတော့ငါမှထူးထူးခြားခြားကျွမ်းကျင်တဲ့အရေးချင်းဒါမှမဟုတ်ဝါသနာရည်လို့ဘာမှမရှိပါဘူးအားလုံးနဲ့အဆင်ပြေပြေရင်းရင်းနှီးနှီးနေနိုင်အောင်တော့အစွမ်းကုန်စူးစမ်းသွားပါမယ်တွေ့ရတာဝမ်းသာပါတယ်ကဲအဲ့ဒါငါရဲ့မိတ်ဆက်စကားလားငါတော့ကြာရှုံးသွားပြီငါဘာသာစိတ်ထဲမှာခေါင်းကိုလက်နဲ့ဖက်နဲ့အုပ်ပြီးညင်မြုပ်ပြစ်လိုက်ခြင်းစိတ်ပေါက်သွားတယ်တယောက်တည်းအတွေးလွတ်နေတာနဲ့တေချာပြင်ဆင်ဖို့အချိန်မရလိုက်တာကြောင့်တကယ့်ကိုအဆိုးရွားဆုံးမိတ်ဆက်မှုကြီးဖြစ်သွားခဲ့ရတာပေါ့ဘသူရဲ့စိတ်ဝင်စားမှုကိုမှလည်းမစွဲဆောင်နိုင်ခဲ့သလိုဘသူမှလည်းငါ့ကိုမမိနေတော့မှမဟုတ်ဘူးတွေ့ရတော့ဝမ်းသာပါတယ်အာယာလူကူကြီးကွန်ငါတို့အားလုံးလည်းမင်းလိုပဲလူတိုင်းနဲ့တငယ်ချင်းဖြစ်ချင်ကြတာပါအတူတူအကောင်းဆုံးစူးစမ်းကြရအောင်နော်ဟုတ်ပြီလားလို့ဟီရာတာကတကယ့်ကိုလန်းဆန်တက်ကြွတဲ့အပြုံးလေးနဲ့လှမ်းပြီးစကားစပွားပေးရှာတယ်အဲ့ဒီတော့မှအတန်းကြီးကလူတွေအားလုံးကလက်ခုပ်တီးပေးကြတယ်ဒါပေမဲ့သူတို့တီးပေးတဲ့လက်ခုပ်တန်ကတနာလို့အာနာပါနာတီးပေးတဲ့တနာစီကလက်ခုပ်တန်မျိုးကြီးမို့ငါမှထူးထူးဆန်းဆန်းရင်နဲ့နာကျင်သွားရတယ်ဗျာဒါပေမဲ့လေတစ်ဖက်မှာကြတော့သူတို့အဲ့လိုလှုပ်ပေးကြတာကိုပဲငါနင်းနေတော့ဝမ်းသာမိတယ်လို့ဖြစ်သွားရပါတယ်